Hello အားလုံးပဲမင်္ဂလာပါအဲ့တော့ဒီဗီဒီယိုလေးကတော့channel လေးကိုမိတ်ဆက်တဲ့ဗီဒီယိုလေးဖြစ်ပါတယ်အဲ့တော့ဒီ channel လေးက continuing pharmacy education ပေါ့နော်အဲ့တော့အဓိကရည်ရွယ်တာကတော့မတို့အထူးသဖြင့်တော့ clinical knowledge တွေပေါ့နော် clinical knowledge တွေကိုလိုချင်တယ်ဒါပေမဲ့ clinical field ထဲမှာအကြောင်းကြောင့်မို့လို့မရှိနေဘူးပေါ့နော်အဲ့လိုမျိုးလူတွေအတွက်ကို pharmacy knowledge တွေရစေချင်တဲ့ရည်ရွယ်ချက်ကလေးတစ်ခုပေါ့နော်အဲ့ဒီရည်ရွယ်ချက်ကြောင့်မို့လို့ဒီ channel လေးကိုစပြီးတော့လုပ်ဖြစ်တာဖြစ်ပါတယ်အဓိကကတော့အကြောင်းမပြီးသေးတဲ့ကလေးတွေရောအကြောင်းပြီးသွားပြီးတော့လုပ်ငန်းခွင်မဝင်ဖြစ်သေးတဲ့သူတွေရောလုပ်ငန်းခွင်မှာဝင်နေပြီးတော့ clinical knowledge တွေကိုထပ်ပြီးတော့လိုချင်တဲ့သူတွေရောပေါ့နော်အားလုံးအတွက်ကိုရည်ရွယ်ပါတယ်အဲ့တော့အဓိကကတော့ဒီ channel ကနေပြီးတော့ပုံမှန်ကတော့ဒီစီးအကြောင်းတွေပြောသွားမယ် update ဖြစ်တဲ့ guideline လေးတွေပြောပြသွားမယ်ပြီးတော့ဒီဝက်ထဲမှာတွေ့ရတဲ့ case study လေးတွေပေါ့နော်ဒါလေးတွေကိုလည်းမျှဝေပေးသွားမှာဖြစ်ပါတယ်အဓိကကတော့အမကိုယ်တိုင်လည်းပဲဒီ pharmacy field ထဲမှာဘယ်ချိန်ထိရှိနေအောင်မယ်ဆိုတာမသိကြဘူးပေါ့နော်အဲ့ခါကျတော့ကိုရှိနေတဲ့အချိန်လေ့လာလို့ရနေသေးတဲ့အချိန်မှာကိုသိထားတဲ့ knowledge တွေကိုတခြားသူတွေကိုမျှဝေခြင်းတဲ့စိတ်ကလေးပေါ့နော်အဲ့ဒီစိတ်တစ်ခုပဲရှိရပေါ့ okay အဲ့တော့ဒီ channel ကနေပြီးတော့မှအပတ်စဉ်ပေါ့နော်အပတ်စဉ်ဗုဒ္ဓဟူးနေ့နဲ့စနေနေ့တိုင်းပေါ့နော်ဗီဒီယိုလေးတွေပုံမှန်လေးတင်ပေးသွားမယ်ပေါ့နော်အဓိကကတော့ကိုလည်းစာဖတ်ဖြစ်ပြီးသားဖြစ်တယ်လို့တခြားဒီ pharmacy ကကိုယ့်ရဲ့အမတွေညီမတွေပေါ့နော်မောင်တွေကိုအများကြီးအတွက်ကိုအကျိုးရှိမယ်လို့ညွှန်လင့်ပါတယ်အဲ့တော့ကိုယ့်ရဲ့တငယ်ချင်းတွေ pharmacist တွေထဲမှာရှိရဲဆိုရင်လည်းဒါလေးကအိမ်မနေနဲ့ပဲပေါ့နော်လေးလာလို့ရတာဖြစ်တဲ့အတွက်အချင်းချင်းလက်တို့ပြီးတော့မှဒီ channel လေးကိုsubscribe လုပ်ပေးထားဖို့ပြောပြထားပါနော်အဲ့တော့အားလုံးကိုဗီဒီယိုတွေမှာတွေ့ပါမယ်အဲ့တော့တကယ်လို့အမကိုဒီစာမေးချင်တာတို့ဘာလို့ရှိရဲဆိုရင်လည်း comment လေးကနေပြီးတော့မေးလို့ရတယ်ပြီးတော့ကိုသိချင်တဲ့အကြောင်းအရာလေးတွေပေါ့နော်အဲ့ဒါလေးတွေကိုလည်းအမကိုပြောခဲ့လို့ရတယ်အမလည်းစာဖတ်ဖြစ်တယ်စာဖတ်ရင်လည်းအားလုံးမျှဝေသွားမယ်ပေါ့နော်အဲ့တော့အားလုံးအတူတူပဲလေ့လာကြမယ် pharmacy နဲ့ပတ်သက်ပြီးတော့မှကိုယ်သိထားတဲ့အရာတွေကိုအတူတူ sharing လုပ်ကြမယ်မျှဝေကြမယ်နော် okay အဲ့ဆိုရင် bye bye နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်နော်